ကဲဒီဗီဒီယိုလေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အတုံးနေပါသေးတယ်အတုံးနေတဲ့ကျွန်တော် secondary စုကီယာအကြောင်းလေးပေါ့နော်ကျွန်တော်စုကီယာတွေprimary စုကီယာ secondary စုကီယာရှိတယ်primary စုကီယာနဲ့ secondary စုကီယာရဲ့ meaning ကတော့ကျွန်တော်တို့short circuit level primary စုကီယာ short circuit level မြင်တာပေါ့နော်ဒီမှာတော့31.5 kA ကျွန်တော် local မှာများသောအားဖြင့်သုံးတာပေါ့နော်ဒါက rate and MB 1250ပေါ့ဒီ secondary စုကီယာတော့ကျွန်တော် short circuit level နေနေ20 kA 1 second rate and MB 630ပေါ့primary နဲ့ secondary ပါကွာအဲ့ထဲမှာMBR rating ကွာတဲ့အတွက်ကျွန်တော်အထဲမှာတိဆောက်တဲ့ကျွန်တော်တို့ပြောမဆိုကြီးချောင်းတွေအကြီးသေးပဲကွာနော်ကျွန်တော်အရင်ကြိုက်တယ်ဒီကောင်လေးဘာလို့ကြိုက်လဲဆိုရင်ကျွန်တော်ဒီမှာကြည့်ဒီကောင်ဆိုရင်1 in 2 out เนาะ1က incoming ကတော့ကျွန်တော်တို့ low pressure function ပေါ့outgoing ကတော့ကျွန်တော်ဒီမှာကျွန်တော် breaker function သုံးထားတာပေါ့နော်ဒီ1 in 3 out ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဓာတ်ခွင့်ကိုဒီဆောင်မှာဆိုရင်ကျွန်တော်1 in can be 2 out ကိုရင်ဆိုကျွန်တော်နေရာအရင် space တယ်ဒီကောင်ဆိုကျွန်တော်1200ပဲရှိတယ်ကျွန်တော်ဒီမျက်နှာစာကွက်က1200ပဲရှိတယ်1ကျူပီကေကိုကျွန်တော်400 mm ရှိတယ်ဒီပုံမှာတော့ညီကိုတို့မြင်ရမယ်ဒီဘက်က progression relay မရှိတဲ့အချမ်းကကျွန်တော် incoming သုံးမယ်ဆိုရင်ကျွန်တော်ဒီဘက်က outgoing ပေါ့နော်outgoing သုံးမယ်ဒီမှာ progression relay ပါတဲ့အတွက်ကျွန်တော် progression relay ပါတယ်အောက်ကကျွန်တော်တို့ circuit breaker ပါတယ် peak type ပါတယ်အဲ့ဒါကိုကျွန်တော်ထဲမှာဒီ insulation gas နဲ့ FSA gas နဲ့ပဲကျွန်တော်တို့ဟောလောက်ထားတယ်ဒီ cubicle ထဲမှာဒီ cubicle ထဲမှာ S switch တွေပါတယ် disconnect switch တွေ DS function ဖြစ်တဲ့ disconnect switch တွေပါတယ် circuit breaker တွေပါတယ်ဒီ cubicle ထဲမှာအရန် compact ဖြစ်ပါတယ်အရန် compact ဒီ PC ဒီအထက်ကကျွန်တော် clear run နေရကျွန်တော်အဓိကတော့ဒီ insulation gas FSA ရဲ့ quantity ကိုကျွန်တော်တို့နဲ့တိစောက်ထားလို့ကျွန်တော်နေရာအရန် safe ဖြစ်သွားပါတယ်ကျွန်တော်ဒီအဓိကတော့ကျွန်တော်တို့ဒီ commercial area တွေကျွန်တော်တို့ downtown နေမှာတော့ကျွန်တော် recommend ပေးပါဒါမျိုးလေးသုံးသင့်ပါတယ်เนาะနေရာအရန်စီချင်းနေပါဒါတော့ ABB brand ပါဒါတော့ Schneider brand ပါကျွန်တော်တို့ sorry အခုတော့ ABB brand ကတော့ကျွန်တော်တို့ C+ C တွင်လည်းခေါ်ပါတယ်ကျွန်တော် technically ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့Schneider brand full set ပါ full set ဒီ module ကတော့ဒီဘက်ကတော့ production relay ရှိတာတကောင်ကျွန်တော်ထင်တယ် C+20 ပါproduction relay ရှိတာ incoming သုံးမယ်ဆိုရင်ကျွန်တော်ဟိုက outgoing ကတော့ကျွန်တော်တို့ဘက်ကC module တွေပါကျွန်တော်တို့switch module ပေါ့နော် switch cable switch လည်းခေါ်ပါတယ်ဒီကောင်လည်း3 module ပါဒီဘက်ကV module ပါ circuit breaker module ပါဟိုဘက်ကတော့ switch module တွေပါဒါလေးကတော့ကျွန်တော်ကျွန်တော်တို့တနေရာမှာတွေ့ခဲ့တဲ့ပုံလေးပါကျွန်တော်တို့ဒါလေးရန် very compact ဖြစ်တယ်cost ကတော့အသင့်တရှိမယ်ကျွန်တော်နေရာအရန်ဟိုဖြစ်တဲ့နေရာမှာကျွန်တော်ဒီ very compact design တွေကျွန်တော်တို့user လည်း safety ဖြစ်တယ်ကျွန်တော်တို့user လည်း safety ဖြစ်တော့ cost လည်း short ချနိုင်မယ်ဟိုပါဒီပါ maintenance လည်း nearly zero maintenance ပါ because ဘာလို့လဲဆိုတော့ကျွန်တော်ဒီ switch တွေအကုန်လုံးရဲ့switch တွေအကုန်လုံးကကျွန်တော်တို့ဒီ cut chamber ထဲမှာထည့်ထားတယ်အပြင်မှာတော့ကျွန်တော်တို့ဒီ mechanic ဆင်ပဲရှိတော့မယ်on လုပ်တဲ့ကျွန်တော်တို့ handle နဲ့လောက်ရတဲ့ကျွန်တော် spin check ကိုလည်း handle နဲ့လောက်ရတယ်ဒီကောင်လေးများသောအားဖြင့်က design ကတော့အရင်တော့ကျွန်တော်တွေ့ဘူးတာဒီကောင်လေး set power supply နဲ့လာတယ်ဒီကောင်လေးကတော့ auxiliary power supply production relay type တွေပါကျွန်တော် set power supply နဲ့လာတယ်နောက်ဒီမှာ spin charging ဆိုတဲ့ manual ပါဒီon off ကလည်းpost button နဲ့ mechanical on off button တွေပါကျွန်တော်တို့နောက် S switch တွေလည်းပါတယ်အောက်ဆုံးမှာ S switch ပါကျွန်တော်တို့ဒီ incoming cable တခု minute လောက်မှဆိုကျွန်တော် S switch on ထားလို့ရပါတယ် miss operation ဖြစ်အောင်နော်အောက်ကိုင်းလည်းကျွန်တော်ဒီဘက်ကနေပြီးတော့DK မရှိတဲ့ S switch on ထားပြီးလို့ရပါတယ်โอเคကျေးဇူးပါဗျဒီဗီဒီယိုလေးရနေပြီးတော့လည်းကျွန်တော်ထင်တယ်ကျွန်တော်တို့ငငယ်လေးဘူးစရာတစ်စုံတည်းရရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးပါဟုတ်